အစားကြောင့်အမြဲတွေးနေလို့လားမသိဘူးပဇွန်စီအောင်ကောင်းကင်ကြီးမြင်တာနဲ့ကိုပဇွန်ဟင်းစားကျင်လာတာနဲ့ဈေးသွားဝယ်တယ်ရှင်ဗီယက်နမ်ဆိုင်လေးမှာတော့လိုချင်တဲ့ပဇွန်တုပ်ကိုသွားရှာလာခဲ့ပါတယ်ကိုယ့်အိမ်နဲ့အနီးဆုံးကလည်းဒီဆိုင်ပဲဆိုတော့ဒီမှာတော်တော်စုံနေလိုချင်တဲ့ size တော့မရခဲ့ဘူးရှိတဲ့ size ကိုပဲအဆင်ပြေအောင်ချက်ကြတာပေါ့ပဇွန်ထုတ်ကိုပုံမှန်ဆိုရင်တော့စီပြန်ရဲ့ပဇွန်ကြော်ရဲ့ဒါမျိုးတွေကြီးပဲစားတာဒီတစ်ခေါက်တော့ချောင်းသာအလွမ်းပြေချက်ဖို့လက်ရအတိုင်းပဲပေါ့နော်ပဇွန်မစလာချင်းဆက်ကလေးကိုချက်မှာဖြစ်ပါတယ်ပဇွန်ထုတ်ကလည်းပဲအတိုင်းပြည်ပဲရောက်ဈေးကြီးတယ်$28ဖို့9កောင်ပဲရတယ်ဒီ size ကကဲစကားလဲပြောအလုပ်လဲလုပ်ရင်းနဲ့ပဇွန်တွေကိုအခွန်ချွတ်တယ်ညက်တဲ့ဟာတွေညက်ပြီးတော့မှစီအဲ့ဒါတွေကိုတင်ထားပြီးနောက်ရက်ကိုအရေးပြုတ်မယ်ပေါ့နော်ဒါကတော့ခွန်ချွတ်စေးကြောတန့်စင်ပြီးတော့လက်ချောင်းနဲ့အသားလေးတွေပါထုတ်ထားတာဖြစ်ပါတယ်တော်တော်လေးကိုအချိန်ပေးပြီးအီအောင်လုပ်လိုက်ရတယ်ကဲစချက်ပြီးကြက်သွန်ဖြူနီရဲ့အကျန်းဖက်ရဲ့ကိုစီတက်တဲ့အယောင်တင်မုတ်လေးစနင်းလေးရဲ့ပါထည့်ပြီးတော့ပေါ့ဒီမဆလာချင်ဆက်ဟင်းလေးကအနှစ်ကအသက်ဆိုတော့အနှစ်ကိုမှုေးနေအောင်စီတက်မယ်လိတ်နေအောင်အနှစ်မှုေးပြီးလိတ်လာပြီဆိုရင်တော့ခရမ်းချင်တီညှက်ထားတာလေးကိုထည့်လိုက်ပါမယ်။အော်မေးတော့မလို့ခရမ်းချင်တီမထည့်ခင်မှာမဆလာလေးပါထည့်ပြီးစီတက်တယ်နော်။အဲ့ချိန်မှာအနှစ်က special မွေးခရမ်းချင်တီနည်းနည်းကြေလောက်ပြီဆိုရင်တော့ရေနွေးလေးပါထည့်ပြီးတော့မှအဖုံးအုပ်ပြီးတည်ထားလိုက်တယ်။ခရမ်းချင်တီရေလည်းနူးပြီးတော့မှအိပြီးတော့အနှစ်လည်းလုံးလာပြီဆိုရင်တော့စောကတန့်စင်ထားတဲ့ပဇွန်လေးတွေထည့်လိုက်ပါတယ်။အရသာအတွက်ကိုတိတ်ကောင်းမစားနဲ့ချင်းလေးနဲ့ဆက်ကလေးဖြစ်ပြီးသားဆိုတော့စီကတော့အရသာကိုစားတစ်မျိုးပဲထပ်ထည့်တယ်။နောက်ဆုံးပိတ်အနေနဲ့ကြက်ဥတစ်လုံးကိုရေလေးနည်းနည်းထည့်ခလောက်ပြီးတော့မှအနှစ်အရသာရှိဖို့အတွက်ဒီလိုလေးဖြန်းချလိုက်တယ်စီတက်တော့လည်းမဆလာထည့်ပြီးနောက်ဆုံးပိတ်အနေနဲ့လည်းဒီ sweetie မဆလာလေးကိုစီသုံးပါတယ်ဒီမဆလာကိုတော်တော်ကြိုက်တယ်သိလားအိမ်မလေးမလကာတီးတုပ်စားလဲဒီမဆလာမပါမဖြစ်ပဲကဲကိုအမတွေပြောလဲခံရမှာပဲစီကတော့ရှမ်းနန်အမြဲအုပ်တယ်လို့ပြောတော့မှာပဲဟုတ်တယ်တကယ်လဲဒီပင်လယ်စားရှမ်းနန်နဲ့အရန်လိုက်တယ်ပဇွန်မဲဖြစ်ဖြစ်ကနန်းမဲဖြစ်ဖြစ်ပေါ့နော်နောက်ဆုံးပိတ်ငရုတ်သီးစိမ့်လေးနဲ့ရှမ်းနန်လေးနဲ့ကိုအပေါ်ကနေမွေးနေအောင်အုပ်ချလိုက်တယ်ကဲကြက်ပါပြီရှင်ရိတ်စားရတော့မယ်ဒါလေးကတော့အင်မတန်မှအရသာရှိရဲ့ချောင်းသာချက်ပို့လက်ရစစ်ပဇွန်မဆလာချင်းဆက်ကလေးပါရှင်ဒီနေ့ကတော့ထမင်းနဲ့မစားတော့ဘူးကိုမတို့ရေဒီတိုင်းလေးပဲသူ့အရသာလေးပဲနိုင်ရိုးရှင်ကတော့ပဇွန်ထုတ်မဆလာချင်းဇက်ကိုလေအနှစ်နဲ့ထမင်း3ပကံတီသူနဲ့စားတယ်သူအရန်ကြိုက်တယ်ဆုံးထိကြည့်ရ CF Foodies တွေ love you ပါတတာ